Bahusana Hidaya Bahusana Dukhaya lo Suredai Loga Dari Achini Kaumu Dre Loga Dari Dukhaya Jamshide Hida Surari Net Piezo Mu Dre Hida Sure A Josibago Pitonsi Rade Jandiari Net Piezo Neka Dukha Sure Chana Dukha Yabo Lu Sure Di Udi Chene Yasavya Logama Puena Bahuna Wada Ataya Obisandi Tatagata Paya Puene Sura Amya Dre Puena Shidi Amya Darawari Dre Puena Doleve Yasavya Ne Jundri Biro Aloha Joshi Dwajara Mahobu A Jumishi Dagaro Yasavya ye a bit Mahobu Loga Daru ye a bit of shit. Puram Yasa Pecado Loga Dari Dre Tawon Chide Lizang our Galapalo Tarawari Jude Nibenan Yama Chusabiro Soyeto Mugera Chinshawe Piapiato Yoto Mubide Nauma A cake Mew Logera Mew Shinsai Chacho Biro Yasavya Loga Dari Dre A Juicy Bago Soyeto Mugera Tegero Kuromya Ninega Tuye Kuye Kura Kaisa Solution Pama Lucia Malubu Tinjin Echanswa Wimodi Dukha Sore Lumyaude Ratafu Chana Kanzabiro Niluya Todo Loga Dari Dre Yasavya Juba Atokere Buraye Topadi Kene Bodo in look Cornejare Bora Yasaye Topadi Lila Chime Solution Emdama Chinyo Zala Gaune Aya Zala Gaune Karuna Pinya Napsha Drepe Biro Logadari Chushia Shichang Yasavya Hoja Somagere Sura Emdama Polin Tisharabo Logadaru de Yabura Jubanje Sura Council Hola Digini Naset Nakumya Yasavya Juban Savia Mugu Nayu Matajaya Mapsit Buraye Boago Lila Dona Chimesui Lizang Anita Gala Suro Tania Renele Pion Holumiabu, Teyatenele Pion Holumiabu Now son that or she say Prenivan San says a Madamabe Loga Daruye Joe Blue Sonya Dore Sura Now some be Banjama da Dishi Queen Yachama Pit Puram Yasaye Jubanjadigo Pashu Lila Nayu Mataja Mesui Yasavya Boma Chinure Sidia Negogare Do Biro Pipola Mapilu Yasavya Boma Chinure Seha Chinure Siklipi Neve Lupi Napi Yafusura Makayama To Chinure Siku Chikan Biro The Meta Bhavana Vibhadana Bhavana Tamarine Pinya Pipwasi Mesui Niban Chana Tio Posam Bina and Lanchamo Yaute Delusoam Ram Yasavya, those and if perhaps to Yap be there come. Todo Yadi Dadu, this Deda Sari Lele Joapi Warendola Academiama Mokure and Nine. Then you already Dama Yasavyaha. The Rendo was Soro Mugere. Sato wa Miao Maro
ဘုရားမြတ်စွာကစာလိကာဆိုတဲ့မြို့အနီးမှာရှိတဲ့စာလိကဆိုတဲ့တောင်ဆောင်မှာရှိတဲ့တောရကျောင်းမှာသတင်းသုံးနေထိုင်ခဲ့တယ်လို့ဘုရားမြတ်စွာရဲ့ဝါဆိုစဉ်တွေကိုလေ့လာပြီးတော့ကြည့်မယ်ဆိုရင်တွေ့ရမှာဖြစ်တယ်သို့တော်တခါတည်းခဏခေတ်လူမြေပုံအမှတ်သားနဲ့ပြောဖို့ရာဒေတာကိုတတ်မှတ်ဖော်ပြဖို့ရာတချို့နေရာတွေကြတော့ခက်ခဲမှုတွေရှိတယ်12ဝါမြောက်တုန်းကဝေရင်စာမှာဝါဆိုပြီးမြတ်စွာဘုရားဟာဝေသာလီဘက်ကိုကြွသွားတယ်အဲဒီကနေတာဝတိကနေပြီးခရီးဒေသစာရီသွားကြွပြီးအခု73ဝါမြောက်ရောက်တဲ့အခါကျတော့စာလိကမြို့ဆိုတဲ့အဲ့ဒီမြို့အနီးနားမှာဖြူဖွေးနေတဲ့ကြောက်သားတွေရှိတဲ့တောင်ကြီးစကြင်တောင်တို့လိုဝေးဆွတ်နေတဲ့ကြောက်တောင်ကြီးမှာမြတ်စွာဘုရားသတင်းသုံးတာအဲ့ဒါစာလိကတောင်လို့ပဲခေါ်ကြတယ်ပေါ့အဲ့ဒီတောင်မှာရှိတဲ့တောရကျောင်းမှာသတင်းသုံးနေထိုင်တယ်အဲ့ဒီအချိန်မှာဘုရားမြတ်စွာရဲ့သက်တော်ဟာ48နှစ်ပဲရှိသေးတယ်ပေါ့သက်တော်48နှစ်အရွယ်မြတ်စွာဘုရားစာလိကတောင်မှာသတင်းသုံးနေထိုင်တဲ့အခါမှာမှတ်တမ်းဝင်တဲ့အဖြစ်ပြက်တစ်ခုကိုဒီကနေ့ညမှတ်သားနာယူကြရမှာဖြစ်တယ်စာလိကတောင်တော်ရကျောင်းသတင်းသုံးနေတဲ့အချိန်မှာမြတ်စွာဘုရားကိုဝကြီးဝငယ်ပြုစုနေတဲ့ယဟန်တော်ကရှင်မေခိယလို့ခေါ်တယ်ဝါ20အတွင်းမှာဆိုလို့ရှိရင်ဘုရားကိုဝကြီးဝငယ်ပြုတဲ့ပုဂ္ဂိုလ်တွေဟာအလင်းသင့်တယ်လို့ဝကြီးဝငယ်ပြုတာခုခေတ်လို့ဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့ PSO ပေါ့သို့မဟုတ် personal attendant ဘုရားကိုပြုစုလုပ်ကြွေးတဲ့ဥပဋ္ဌာကယဟန်တွေဟာအတိအကျမရှိသေးဘူးယမယံခါရှင်အနန္ဒာကပြုစုလိုက်ယမယံခါရှင်နာဂိတတို့ရှင်သာဂတတို့ရှင်ဥပဝါနာတို့ရှင်သူနခတ္တတို့ဆိုတာကြုံရပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့ဝကြိုးငယ်ကိုပြုစုပြီးတော့အနိကနေထိုင်ခဲ့ကြတယ်အလုံးဟာမြတ်စွာဘုရားဆန္ဒကိုလိုက်လျောကြတာမဟုတ်ဘူးလူတွေကတော့ထင်ကြလိမ့်မယ်မြတ်စွာဘုရားဟာဘုန်းတော်အနန္တကံတော်အနန္တတကိုးတော်အနန္တနဲ့ပြည့်စုံသည့်အတွက်ကြောင့်လောကမှာအရာခတ်သိမ်းအစွမ်းတကူတွေနဲ့ပဲဖြည့်ရှင်းသွားလိမ့်မယ်လို့ဒီလိုတွေးမယ်ဆိုရင်လူသားမဆန်တဲ့အတွေးမျိုးတွေပဲဖြစ်မှာမြတ်စွာဘုရားဟာလူသားတွေကတော့အံ့ဖွယ်လူသားထူးခြားတဲ့တကယ်သူတော်စင်အသိပညာထက်မြက်လွန်းတဲ့ပုဂ္ဂိုလ်ကရုဏာကြီးမားလွန်းတဲ့ပုဂ္ဂိုလ်ဣစရိယမနုဿလို့ဆိုရယ်တကယ်အံ့ဩဖွယ်ကောင်းတဲ့လူသားတစ်ယောက်သို့တော့မြတ်စွာဘုရားရဲ့ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံမှုတွေဟာတကယ်ကိုလူသားဆန်ဆန်နဲ့ဆက်ဆံသွားတာဘုရားပေါ်ဆက်ဆံကြတာလေကြောက်ရွံ့ယိုသေးခြင်းလေးစားလွန်ခြင်းဆိုတဲ့ပုံသဏ္ဍာန်နေမပေါ်ဘူးကြောက်ရွံ့ခြင်းဆိုတာမပါဘူးယိုသေးလေးစားတဲ့သဘောလောက်ပဲပါကြတယ်သို့တော့မြတ်စွာဘုရားအနိနာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာမြတ်စွာဘုရားဆန္ဒကိုလိုက်လျောကြတာမဟုတ်ဘူးဆိုတာမှတ်တမ်းတွေအရသိရှိရတယ်ပေါ့ရှင်မေခိယကမြတ်စွာဘုရားကိုပြုစု